မှာရှိရဲ့ဒီရက်ကွက်ပေါ့နော်မနေ့ကလမ်းလူပေးထားတဲ့ရက်ကွက်မှာကျွန်မရောက်နေပါတယ်မင်္ဂလာရက်ကွက်မှာရောက်နေပါတယ်လမ်းလူပေးရဲ့မနေ့ကလမ်းလူပေးတဲ့အချိန်မှာကျွန်မပေါ့နော်အောက်ကနေ comment တွေမှာရေးကြတဲ့အခါမှာဒီကျွန်မလူလိုက်တဲ့အလူငွေတွေကဒီပြည်သူတွေလက်ထက်ကိုမရောက်ဘူးဆိုတော့တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်စိတ်ကြီးခိုက်ဖြစ်ရပါတယ်မနေ့ကလည်းတနေ့ကုန်ပေါင်းပေါင်းမှလည်းစိတ်ရုံကတ်တွေမှာလည်းလူတယ်လူပြီးသွားတဲ့အခါမှာညပဲပြန်လာတဲ့အချိန်မှာကိုယ့်ရဲ့ PT စိတ်ကလေးနဲ့ဒီအတူထားတဲ့ post တွေတင်လိုက်တဲ့အချိန်မှာအောက်ကနေပြီးတော့အိုကြီးအိုသူလို့ဒီအိုကြီးကပဲအကုန်စားသွားတယ်ပြည်သူတွေလက်ထက်ကိုမရောက်ဘူးဆိုပြီးတော့ပြောကြတဲ့အခါမှာဒီ Facebook မှာကျတော့တခုချင်းစီကမရှင်းချင်ရှင်းလည်းမရှင်းနိုင်ဘူးအဲ့အတွက်ကြောင့်မို့အခုဒါဒီမင်္ဂလာရက်ကိုပြန်လာတယ်ကျွန်မတူပေးလိုက်တဲ့အင်ဂျီအရောက်စီတိုင်းကိုကျွန်မပြရတယ်ဒီအမတွေနဲ့လက်ထဲကိုဒီအိမ်အောင်စုစီတိုင်းကိုကျွန်မ30သူတို့လက်ထဲကိုနစ်နာတဲ့သူတွေအိမ်ပြိုသွားတဲ့သူတွေလုံးဝပြိုသွားတဲ့စီးသွားတဲ့သူတွေအသက်ဆုံးရှုံးသွားတဲ့သူတွေပေါ့နော်အဲ့ဒီသူတွေလက်ထဲကိုကျွန်တော်ကိုယ်တိုင်အကုန်လုံးကိုထည့်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါကလည်းလိုက်နေပြီးတော့ရှင်းနေဆိုတာကတော့ကျွန်တော်လုပ်ပေးထားတဲ့အလူရှင်တွေလည်းအမြင်ကြည့်နေသွားအောင်ဒါပေမဲ့အခုသိနေအောင်မှာကျွန်မအိမ်ချလိုက်ပထမတစ်ချိန်အနေနဲ့စကိုင်းနယ်မန္တလေးကိုသွားပြီးသွားရင်ပြင်မနာဘက်ကိုလည်းပထမတစ်ချိန်အနေနဲ့လာလို့တာအဲ့တော့လာတဲ့အခါမှာလည်းလိုအပ်တာတွေမလိုအပ်တာတွေကိုကျွန်မအခုပထမချိန်မှာဆိုလို့ရှိရင်မြင်သွားပြီနောက်ဒုတိယတစ်ချိန်ဆိုတာကျွန်မတို့ပြန်လာရအောင်ပါပဲအဲ့ပြန်လာတဲ့အချိန်မှာအခုမရသွားတဲ့သူတွေလိုအပ်နေတဲ့ဟာတွေကျွန်မတခြားဆေးစစ်သွားပြီးတော့ကောက်ပြီးတော့ဒီမှာထပ်လုပ်ပေးမှာပထမတစ်ချိန်အနေနဲ့တော့အသက်ဆုံးရှုံးသွားတဲ့အိမ်တွေလုံးဝပျက်စီးသွားတဲ့အိမ်တွေဆေးကောက်ပြီးတော့ဦးစားပေးနေတယ်လူပြင်းဖြစ်တယ်ပြင်မနာမှာဆိုလို့ရှိရင်ထိခိုက်သွားတဲ့အိမ်တွေကအများကြီးပဲဒီရက်ကွက်မှာတော့ပို့ပြီးတော့များတယ်ဆိုပြီးကျွန်မတို့အကြံပေးကြတယ်ပေးကြဆိုတော့ဒီမင်္ဂလာရက်ကွက်မှာကပိုများတဲ့အတွက်ကြောင့်လို့ဒီမင်္ဂလာရက်ကွက်ကိုဦးစားပေးနေတယ်ဆိုကျွန်မပထမဆုံးပြောလိုက်တယ်ရှိတာမှန်တယ်အဲ့တော့အဲ့ဒါတွေကိုလည်းထပ်ပြီးကိုစင်းကောက်နေတယ်ဘုရားတစ်ချိန်ဆိုတာမှာပဲကျမတို့အခုကပြင်မနာပြီးနေပြီးတော့ပြောလို့ရှိရင်ကျမတို့အင်းလေးဘက်ကိုလည်းဖိဆက်ဖို့ရှိနေတယ်ဒါပထမတစ်ချိန်နဲ့နေရအနှံ့ရအောင်ပြင်သွားတာပေါ့အဲ့တော့ဒါအခုဒါကတော့ရှင်းပြတာပေါ့နော်အခုမနေ့ကလှူသွားတယ်ဆိုတော့အမတွေကိုယ်တိုင်အင်းကြီးအများကြီးပဲအဲ့အမတွေကိုယ်တိုင်ဒီမှာရှိပါတယ်တယောက်ချင်းဆိုတော့ရှိရတယ်ဒီစတိအိမ်နံပါတ်63ပါရှင်ဒါကျမရဲ့အိမ်လေးပါရှင်ကျမတို့ကိုပေးယူခဲ့ပါတယ်ရှင်မမခိုင်နှုံးကြီးလားကျေးဇူးတင်ပါတယ်ရှင်ဒါလည်းစနေအိမ်နံပါတ်28မှာမျိုးသားခင်မိုးရဲ့သားရဲ့မင်္ဂလာရက်ွက်ခင်မိုးရဲ့သားရဲ့ဆောက်ရှုံးသမီးနှစ်ယောက်ကအကြီးအားခြေတော်ကျိုးတဲ့အငယ်ကခါယူနှစ်ချောင်းပြားသွားတယ်တကယ်လည်းအမှန်တကယ်မပြီးတဲ့30ရခဲ့ပါရှင်သားနဲ့ယောက်ျားနဲ့တည်တဲ့ပြင်သမီးနှစ်ယောက်ကလည်းတော့ပြတာပြင်အိမ်လည်းပြိုသွားပါတယ်အိမ်ကတော့ငွေတိုင်းလို့ပြိုသွားပါရှင်အမှန်တကယ်ကြားတယ်ပါမပစံပြီးတကယ်ဒါအဲ့ဒါမတော့ဘူးအားပြောဘူးတယ်လို့ပြောနေတာပြနေတာဒါပြလိုက်နေတာပါဒီမှာဒီကတော့ခိုင်နေတာဝင်ရဒီစက်ကြီးရလိုက်ပါတော့မိမပုံမှန်မလို့တော့ကျွန်တော်ဖောက်ဖို့မရှိရှိတဲ့ပုံစကားပဲပြောလို့ဒီနေ့မှာမင်္ဂလာရဲ့ွက်စက်တဲ့ဒီနံပါတ်63ကမှန်တကယ်ကျွန်မအိမ်ပြသွားတယ်နေရာမှာခိုင်နေတယ်30ပြမှာရပါလိမ့်ရှင်ပါပါတော့မောင်ရမယ်ခေါ်ပြန်ဆောင်ရပါတယ်ကျွန်မလည်းဒီလိုမာလာတဲ့ကျွန်မလည်းတကယ်အမှန်တကယ်ပတ်စံပေးတော့ပေးတာရားတဲ့သူတွေလည်းပြောတာဝမ်းသာပြီးအဲ့ဒါဆိုရင်အုပ်ချုပ်ရေးမှုပေးလိုက်တယ်အုပ်ချုပ်ကစားသွားတယ်ဆိုရင်ကျွန်မစိတ်လည်းပေါ်တယ်ကျွန်တော်တို့လည်းလက်တော့လုပ်တယ်အဲ့တော့ဒီမှာလည်းဒီတိုင်းတကယ်တင်းကျစီကတော့တော့မရရက်တော့လုံးဝမရှိကြဘူးမရှိကြဘူးအဲ့ဒါကြတော့ဒီမှာဒီလိုမျိုးပါရတယ်တောက်ကြတယ်ဒီကပေါ့ကျန်တဲ့တွေလည်းရှိတယ်မားများလို့ဒီပဲလမ်းတွေကိုရောက်မှာမားတော့လမ်းသားပိတ်အိမ်နံပါတ်7နဲ့ကောင်း24ရပါ